Running Man ကဲကျွန်တော်တို့စီရင်ခံနေတဲ့အတွင်းမှာပဲမြန်မာလက်ဝဲကျော်လိုက်ထိုးနဲ့ထိုင်းလက်ဝဲကျော် Running Man တို့ရဲ့ပွဲစဉ်စတင်ပြီခင်ဗျာလိုက်ထိုးဆိုတဲ့အတိုင်းပဲဥဆောင်ပြီးတော့စတင်ထိုးနေပြီခင်ဗျာထိုးတယ်ခင်ဗျာဟဲ့Running Man တစ်ချက်ကန်နဲ့ပြေးလွှိုင်းကန်ရတာခင်ဗျာသူခင်ဗျာလဲထိုင်းလက်ဝဲကျော် Running Man ကတော့ပြုံးနဲ့ကိုခံထိုးနေတာခင်ဗျာလာဒီနားလားမပြေးရဘူးမောတယ်လိုက်ရတာလားမလာဘူးခလာဘူးကဲထိုးမယ်ဆက်ထိုးမယ်ချင်းစကားတွေများမနေနဲ့ထိုးမယ်ဟဲ့သူရင်ကိုရင်မဲဟဲ့တရောင်ရဲ့နောက်မှာဒူးလာပြီမြင်တွေ့ရတယ်မဲ့လိုက်ထိုးရဲ့တရောင်တွတ်ချက်ဒူးတိုက်ချက်တွေကကောင်းပြီမဲ့လေ Running Man ရဲ့အရှောင်တိန်တွေကြောင့်ထိမိမရှိတာကိုလည်းတွေ့ရတယ်ခင်ဗျာ Running Man ပြေးဖို့အခွင့်မသာတဲ့အချိန်မှာပဲထိုးတယ်တောက်ထိုးတယ်ချဟဲ့Running Man ဆိုတဲ့အတိုင်းပဲဒီလောက်ထိုးနေတဲ့ဂျားတွေကကိုရအောင်ကိုရှောင်ထွက်သွားသေးတာခင်ဗျာဒီမှာတော့ Running Man ဒူးနဲ့ဝင်နေပြန်ထိုးတယ်ပြင်းနေနဲ့ခုန်ကန်တယ်နောက်ပြန်လန်တယ်ခင်ဗျာကျွန်တော်စီခံနေတဲ့ပြိုင်ပွဲကတော့ပြီးဆုံးသွားပြီခင်ဗျာမြင်ရရတယ်မဲ့ Running Man ကတော့တပွဲလုံးပြေးလိုက်ရလို့ကျေနပ်နေတာခင်ဗျာမျိုးသမီးများနဲ့လူကြီးလူကောင်းများခင်ဗျာဒီပွဲမှာတယောက်နဲ့တယောက်အလဲမထိုးနိုင်မဲ့အတူတူပို့ပြီးတော့အပြေးတန်နဲ့ဟုတ်ပါတယ်တပွဲလုံးမရမနာပတ်ပြေးခဲ့တဲ့ Running Man นาดวินคนนั้นชนะ